အားလုံးပဲမင်္ဂလာပါဘောလုံး AM channel ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ခံပဲဖြစ်ပါတယ်ဗျဒီနေ့မှာတော့ဒါချန်ပီယံလိပွဲစဉ်တွေကပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့ Real Madrid အသင်းနဲ့ Juventus အသင်းတို့ရဲ့ပွဲကြိုသုံးသပ်ချက်လေးကိုဒါကျွန်တော်အနေနဲ့ပြောကြားပေးသွားမှာဖြစ်ပါတယ်ဗျဆိုတော့ Real Madrid အသင်းနဲ့ Juventus တို့ကဒါအခက်အဆက်ဆက်ကိုဒါပြိုင်လာတဲ့နှစ်သင်းဖြစ်တယ်ပေါ့နော် Real Madrid နဲ့ Juventus ဆိုတာတော်တော်လေးကိုဒါပြိုင်ဆိုင်မှုပြင်းထန်တဲ့နှစ်သင်းဖြစ်တယ်ဒီနှစ်သင်းတွေ့ဆုံတိုင်းမှာဒါပွဲကစိတ်လှုပ်ရှားစရာကောင်းပြီးတော့ဒါဘယ်အသင်းကနိုင်သွားမလဲဒါဂိုးတွေဘယ်လိုမျိုးသွင်းမလဲဆိုတာဒါကျွန်တော်တို့ရင်တမမနဲ့စောင့်ကြည့်နေရတဲ့ပွဲစဉ်ဆိုရင်လည်းမမှားဘူးဗျနှစ်သင်းလုံးကချန်ပီယံလိကိုနှစ်တိုင်းကစားနေရတဲ့အသင်းမျိုးဖြစ်ပြီးတော့ Real Madrid အသင်းဆိုပြောစရာတော့မလိုဘူးဒါချန်ပီယံလိဖလားကို15ချိန်အထိတောင်သိမ်းပိုက်ထားတဲ့ပထမဦးဆုံးဒါဘောလုံးအသင်းဖြစ်တယ်ပေါ့နော် Juventus အသင်းကလည်းဒါချန်ပီယံလိဖလားကို2ချိန်ရထားတယ်ဒါပေမဲ့လည်း1995-96ဒါဘောလုံးနှစ်ပြီးတွေကသူကဒါချန်ပီယံလိဖလားကိုပြန်လည်ပြီးတော့ကင်မြောက်နိုင်သေးဘူးနော်ဒီအတွက်လည်းဒါ Juventus တို့ကနှစ်တိုင်းနီးပါးမှာစ조사တယ်ဒါပေမဲ့သူတို့ကဒုတိယလူနဲ့ဒါဂျီနက်ခဲ့ရတယ်နှစ်တည်းကပုံများနေတယ်ဗောနော်ဒါဖလားရရဲ့နှစ်တွေတက်ဒီနှစ်မှာလည်း Juventus တို့ကဒါသူတို့ရဲ့ Champions League ဖလားဝေးကွာနေတဲ့ဒါ Champions League ဖလားကိုကင်မြောက်နိုင်ဖို့အတွက်ကိုဒါ Champions League မှာဆောင်းကုန်စ조사လာမှာဖြစ်ပြီးတော့ Real Madrid ကလည်းသူတို့ရဲ့သမိုင်းသစ်ဒါ16ချိန်အထိဒါ Champions League ဖလားရယူထားတယ်ဆိုတဲ့အသင်းရဲ့ဂုဏ်ကိုဒါထမ်းဆောင်နိုင်ဖို့အတွက်ကိုသူတို့ကလည်းဒါ Champions League မှာဒါပုံစံကောင်းတွေပြပြီးတော့ဒါကစားထားတယ်ဗောနော်ဒီနေ့တဲ့အထက်တွေးဆောင်မှုဒါနောက်ဆုံး5ချိန်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့ Real က3ချိန်နိုင်ထားတယ် Juve ကတော့2ချိန်နိုင်ထားတယ်သူတို့နှစ်သင်းကြားထဲမှာဒါတည်ရလက်ကမရှိသလောက်ကိုရှာတယ်တသင်းနဲ့တသင်းအနိုင်ရှုံးပြတ်သားတယ်ဗျဒါပေမဲ့ကျွန်တော်ပြောစရာတစ်ခုရှိရဲဒီမှာ Juventus အသင်းကဒါ Real Madrid ရဲ့အိမ်ကွင်းမှာ2018နောက်ပိုင်းတည်းကဒါကစားခဲ့တဲ့ပွဲတွေမှာအနိုင်ရရှိထားခြင်းမရှိသေးဘူး2018တုန်းကတော့သူ့အနေနဲ့ဒါ Real Madrid ရဲ့အိမ်ကွင်းမှာ 3-1 ဆိုတဲ့ရလဒ်နဲ့ဒါနိုင်ပွဲကိုဖော်ဆောင်ထားနိုင်ခဲ့တယ်ကျွန်တော်နီးနီးဆက်ဆက်ဒါနောက်ဆုံးတွေ့ဆုံခဲ့တဲ့ဒါ Club World Cup ပွဲပေါ့နော်ဒါဇူလိုင်လ2ရက်နေ့ကကစားခဲ့တဲ့ပွဲမှာတော့ဒါ Real Madrid အိမ်ကွင်းမှာကစားခဲ့တယ်ဒီပွဲမှာ Real Madrid ကဒါ 1-0 ဆိုတဲ့ရလဒ်နဲ့ဒါ Juventus ကိုအနိုင်ရယူထားတယ်ဗျဆိုတော့ဒါ Real Madrid ဘက်ကိုဒါကျွန်တော်တို့အရင်ဆုံးကြည့်လိုက်မယ် Real Madrid ကတော့ဒါဒီနှစ်မှာတော်တော်လေးကိုတောက်ပနေရသူ့ရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ဘာစီလိုနာကိုအခုချိန်မှာဒါ2မှတ်ထိလာလီဂါမှာအမှတ်ဖြတ်ထားနိုင်တယ်လာလီဂါမှာသူတို့6ပွဲကစားထားတယ်10ပွဲကိုအနိုင်ရလက်ထွက်ပေါ်ထားပြီးတော့တပွဲကတော့ရှုံးထားတယ်ရှုံးထားတဲ့တပွဲကလည်းသူတို့ရဲ့အခါသီးဆုံးမျိုးခံပြိုင်ဘက်ဒါအတလက်တီကို 5-2 ဆိုတဲ့ရလက်နဲ့ဒါအချက်တကွဲရှုံးနေထားတယ်ဒီနောက်ပိုင်းပွဲစဉ်တွေမှာတော့ဒါ Real Madrid ကကောင်းတယ်ဒါတီကိုနဲ့မကန်ခင်ပွဲတွေကလည်းသူ့အနေနဲ့နိုင်ပွဲတွေဆက်ခဲ့တယ်ပေါ့နော်ဆိုတော့လာလီဂါမှာသူ့အနေနဲ့ဂိုး20ထိသွင်းထားတဲ့တိုက်စစ်ကိုပိုင်ဆိုင်ထားတယ်ဂိုး20ထိဒါ6ပွဲနဲ့ဂိုး20သွင်းနိုင်ဖို့ဆိုတာဒါတော်တော်တိုက်စစ်နေတော့မရဘူးဒါတော်တော်လေးကောင်းတဲ့တိုက်စစ်မှာပဲဒီလိုမျိုးဂိုးကိုသွင်းနိုင်တာဖြစ်တယ်ဒါသူတို့ရဲ့အဓိကအားထားတဲ့တိုက်စစ်မှုအမ်ဘာပီကလည်းဒါပွဲတိုင်းနီးပါးကိုဂိုးသွင်းထားနိုင်တာကိုတွေ့ရတယ်ဒါဗန်နီစီယာဂျူနီယာတို့ဘာလို့ဆိုလဲဒါတော်တော်လေးကိုတောက်ပါတယ်ဘယ်လင်ဟန်တို့ဘာလို့ဆိုလဲဒါကျွန်တော်တို့ရဲ့ဒါStar Point တွေအဖြစ်တောင်သတ်မှတ်ထားကြရတယ်ဗောနော်ဒီနေ့ပွဲမှာလည်းဒါ Real Madrid အသင်းရဲ့လူငယ်ကျယ်ပွင့်တွေကဒါ Juventus အသင်းရဲ့ခံစစ်ကိုဘယ်လိုမျိုးထုတ်ခပေးအောင်မလဲဆိုတာဒါကျွန်တော်တို့စောင့်ကြည့်ရင်တရားတော့ကောင်းတယ်ခံစစ်ပိုင်းကိုကြည့်မယ်ဆိုရင်လည်းခံစစ်ပိုင်းမှာဒါလာလီဂါမှာဆိုရင်တော့သူတို့6ပွဲကစားထားပြီးတော့6ပဲပေးထားရတယ်ဒါတပွဲကိုတကိုးနှုံးလောက်လို့ပြောလို့ရပါမယ်ဒါကျွန်တော်တီကိုနဲ့ပွဲက9ဂိုးထိပြန်ပေးထားတဲ့အတွက်သူတို့အနေနဲ့ဒါ2ပွဲကိုတကိုးလောက်ပဲပြန်ပေးထားတဲ့ခံစစ်မျိုးကိုပိုင်ဆိုင်ထားတာကိုတွေ့ရတယ်ဆိုတော့ခံစစ်ကမဆိုးဘူးလို့ပြောလို့ရတယ်ဗျာဒါ Real Madrid ကခံစစ်ကောင်းတယ်တိုက်စစ်ကလည်းတော်တော်လေးကိုဂိုးရထားတဲ့အသင်းဖြစ်တယ်Real Madrid အသင်း Champions League မှာကစားထားတာ2ပွဲရှိတယ်2ပွဲတစ်ပွဲကတော့ဒါသူ့ရဲ့အင်ကွင်းမှာမာဆီကိုလက်ခံရတယ်မာဆီကို 2-1 ဆိုတဲ့ရလဒ်နဲ့သူတို့ကနိုင်ထားတယ်နောက်ထပ်တစ်ပွဲကတော့ဒါကာဇစ်စတန်လိကအသင်းသေးလေးနဲ့ဒါရှင်ပြိုင်ကစားရတယ်ဒါကတော့ဝေကွင်းပွဲစဉ်ပေါ့နော်ဒီပွဲစဉ်မှာလည်းဒါ Real Madrid အသင်းက 5-0 ဆိုတဲ့ရလဒ်မျိုးနဲ့ဒါဂိုးပြတ်နိုင်ပွဲကိုရရှိထားတယ်ဆိုတော့ဒါ Champions League မှာ2ပွဲကစားထားတယ်2ပွဲလုံးကိုသူ့အနေနဲ့အပြည့်အဝနိုင်ထားတယ်ဒီနိုင်ရယူထားတဲ့ပွဲတွေမှာလည်းသူ့အနေနဲ့ရာဂိုးက9ဂိုးထိရှိတယ်ပေးဂိုးက1ဂိုးပဲရှိတယ်ဆိုတော့ Champions League မှာလည်း Real Madrid ကတော်တော်လေးကောင်းနေတယ်လို့ပြောလို့ရတယ်ဗျဆိုတော့ဒီနေ့ပွဲမှာလည်းဒါ Real Madrid အသင်းကပဲဒါဒီပွဲကိုဒါအသာသေးရယူသွားပြီးတော့သူ့ရဲ့အိမ်ကွင်းအားသာချက်သူ့ရဲ့ပရိသတ်အားသာချက်တွေနဲ့ပဲဒါ Juventus ကိုဖိဖိကစီးနဲ့ပေါ့နော်အသာသေးကစားသွားလာအောင်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ကဲတစ်ဖက်က Juventus ကိုကြည့်မယ်ဆိုရင်တော့Juventus အနေနဲ့ကတော့ဒါ Serie A မှာ9ပွဲကစားထားပြီးတော့3ပွဲနိုင်ထားတယ်3ပွဲတည်ရကြထားပြီးတော့တပွဲကတော့ရှုံးနေထားတာကိုတွေ့ရတယ်သူ့အနေနဲ့ဒီနိုင်ထားတဲ့3ပွဲကလည်းရာသီဆက်စချင်း3ပွဲဇက်တိုက်ကြီးသူ့အနေနဲ့နိုင်ခဲ့တယ်ဆိုတော့ကျွန်တော်တို့မျှော်လင့်လိုက်မိရတာJuventus ကဒီနှစ်ဖလားများဗျာ Serie A ရဲ့ဖလားကိုများပြန်သိမ်းသွားတော့မလားလို့ဒါ Inter ကို 4-3 ဆိုတဲ့ရလဒ်တွေနဲ့သူတို့ကဒါကိုသွင်းစွမ်းရည်တွေပြပြီးတော့เนาะသူတို့အသင်းရဲ့စုဖွဲ့မှုကောင်းနေတာအစကတော်တော်လေးကောင်းခဲ့တယ်ဗျဒါပေမဲ့လည်း Inter 4-3 နဲ့နိုင်ပြီးတဲ့ပွဲတွေကသူတို့ကနိုင်ပွဲပြောင်းနေတာတော်တော်လေးကြာပြီပေါ့နော်ပြီးခဲ့တဲ့ပွဲစဉ်ကဆိုတာကိုမိုကိုတော့သူတို့အနေနဲ့2-3နဲ့ရှုံးနေခဲ့တယ် Juventus အသင်းနဲ့ဒါဘာတွေများတိုင်ပတ်နေလဲဆိုတော့ကျွန်တော်နည်းနည်းလေးတော့စဉ်းစားဖို့လိုနေရဗျကစားခဲ့တဲ့9ပွဲမှာလည်းဒါရာဂိုးက6ဂိုးထိရှိခဲ့တယ်ဒါပေမဲ့ပေးဂိုးက9ဂိုးထိတောင်ပြန်ပြီးခွင့်ပြုထားတယ်သူရဲ့တိုက်စစ်ကဂိုးသွင်းနိုင်တယ်ဒါပေမဲ့ခံစစ်ကဂိုးပြပြန်ပေးနေရတယ်
6กว่าချာချက်က2 goal ပဲရှိသေးတယ်ဆိုတော့ဒါဂျူဗီတက်တို့ကဒါတိုက်စစ်ကကောင်းတယ်ဒါပေမဲ့ခန်းစစ်ကဒိုးရိုးပေါက်လို့ဒါ goal တွေပြန်ပေးနေရတယ်ပေါ့နော်ဒီပွဲမှာဒါရီရဲ့တိုက်စစ်ကိုသူတို့ဒီလိုခံစစ်နေမြဘလို့ထိန်းချုပ်ပြီးတော့ကစားသွားမလဲဗျဒါတော်တော်လေးစဉ်းစားစရာအချက်ပဲဒီလိုခံစစ်မျိုးနဲ့ရဆိုတာရီရဲ့ပြုသမျှကိုနှုတ်နေရမယ်ဒါအသင်းမျိုးဖြစ်သွားလိမ့်မယ်ပေါ့နော်ဂျူဗင်တက်အသင်းကချန်ပီယံလိမှာ2ပွဲကစားထားတယ်2ပွဲလုံးကိုတေရလက်ထွက်ပေါ်အောင်ဒါစွမ်းဆောင်ထားတယ်ပေါ့နော်ဆိုတော့သူအနေနဲ့ချန်ပီယံလိမှာနိုင်ပွဲမရသေးဘူးသူရဲ့ပထမဆုံးချန်ပီယံလိအဖွင့်ပွဲကဒါဒေါ့မွန်နဲ့တော်တော်လေးကြီးကောင်းတဲ့ပွဲဖြစ်တယ်4-4ဆိုတဲ့ရလက်မျိုးထွက်ပေါ်ခဲ့တယ်ပေါ့တစ်ဖက်ကို4 goalစီတေရကြခဲ့တယ်ဒီပွဲမှာဒါဂျူဗင်ကဥဆောင်သွားလိုက်ဒါဒေါ့မွန်ဥဆောင်သွားလိုက်ဒါပေမဲ့ဒီပွဲရဲ့ဒါအဓိကချီးကျူးရမှာဂျူဗင်တက်အသင်းရဲ့နောက်ဆုံးမိနစ်အထိအရှုံးမပေးတဲ့စိတ်ဓာတ်ကိုဒါတော်တော်လေးချီးကျူးရမှာဖြစ်တယ်ဗျဒီပွဲမှာသူတို့အသင်းကဒါမိနစ်60အထိကို4-2နဲ့ရှုံးနေတယ်နာကျင်အချိန်ပိုနေမှာမှသူတို့က2 goal ပြန်သွင်းပြီးတော့တေရလက်ကိုဒါရအောင်ယူခဲ့တေတမတ်ကိုရအောင်စုဆောင်းနိုင်ခဲ့ဆိုတော့ဒီစိတ်ဓာတ်ပိုင်းဆိုင်ရာတော်တော်လေးကိုမိုက်တယ်နောက်ဆုံးမိနစ်အထိ goal သွင်းနိုင်တယ်ဆိုတဲ့မှုကိုရလိုက်တယ်ပေါ့နော်ကဲနောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဒါဗီလာရီယယ်နဲ့တော့ဗီလာရီယယ်ကိုဒါအဝေးကွင်းမှာသွားကစားရတယ်ဗီလာရီယယ်ကလည်းဒါကျွန်တော်တို့သိရတဲ့အတိုင်းပဲဒါသူ့ရဲ့အိမ်ကွင်းမှာဆိုတာအသင်းကြီးတိုင်းကိုဒုက္ခပေးနိုင်တဲ့အသင်းမျိုးဖြစ်တယ်ဒါကြောင့်လည်းဒါဂျူဗင်တက်ကိုသူတို့အနေနဲ့ဒုက္ခပေးလိုက်တယ်တူတူဆိုတဲ့ရလဒ်မျိုးနဲ့ဒါဂျူဗင်တက်တို့ဒါတေရလက်ပဲထွက်ပေါ်ခဲ့ပြန်တယ်ဒီပွဲမှာလည်းဒီပွဲမှာတော့ဒါဂျူဗင်တက်တို့ကနိုင်ဖို့နီးစပ်ခဲ့တယ်ဒါပေမဲ့လည်းဗီလာရီယယ်ရဲ့ဒါနောက်ဆုံးအသက်ခွဲ6ပေါ့နော်ဒါမိနစ်60ကြာမှခြေပါကိုတကိုးသွင်းပြီးတော့ဒါဗီလာရီယယ်ဘက်ကတေတမတ်ကိုရအောင်စုဆောင်းသွားတဲ့အတွက်ဒါဂျူဗင်တက်တို့က2 မှတ်ထိတော့နစ်နာခဲ့ရတယ်ဒါဂျူဗင်တက်တို့ကဒီနှစ်ပွဲကိုနိုင်ဖို့တော့လိုနေတယ်ဘာကြောင့်လဲဆိုသူ့အနေနဲ့ချန်ပီယံလိမှာအပါ8ကနေပြီးတော့စောင့်မယ်ဆိုရင်တော့သူတို့နောက်ထပ်ရမှတ်တွေဆုံးရှုံးလို့တော့မရတော့ဘူးနောက်ထပ်ရမှတ်တွေများဆုံးရှုံးခဲ့ရင်ဒါအဆိုးဆုံးဆိုရင်တော့သူတို့ဝင်ခွင့်ပျောက်သွားမယ်ဗျာဒါစက္ကန့်ခွင့်ကိုပျောက်ပြီးတော့ဒါပြိုင်ပွဲထွက်သွားလိမ့်မယ်ဒါမှမဟုတ်ပဲနဲ့နည်းနည်းလေးအခြေအနေကောင်းနေဆိုသူ့အနေနဲ့ဒါကျွန်တော်တို့ဒါ8 သင်း2ခါပေါ့နော်ခွဲကန်ရတဲ့တဲကိုသူတို့ပါသွားလိမ့်မယ်ဒါအပါ8မှာတော့သူတို့မပါတော့ဘူးဖြစ်သွားလိမ့်မယ်ဒါကြောင့်ဒီနှစ်ပွဲကိုတော့သူတို့ရမှတ်ဆုံးရှုံးခံလို့မရဘူးဒါကိုဂျူဗင်တက်ကောင်းကောင်းသိတယ်ဂျူဗင်တက်တို့ကဒီနှစ်ပွဲကိုအကောင်းဆုံးပြင်ဆင်လာပြီးတော့ဒါသူတို့ရမှတ်ထပ်ပြီးတော့မဆုံးရှုံးဖို့အတွက်ကိုသူတို့ဂယူးဆလာလိမ့်မယ်နောက်ဆုံးဒါရီယယ်ရဲ့ဒါအိမ်ကွင်းပဲဖြစ်နေပါစေအောင်ဒါဂျူဗင်တက်တို့ကအနည်းဆုံးတော့တည်ရတမတ်ရအောင်ယူသွားမယ်ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ဒါရီယယ်အိမ်ကွင်းကိုလာရောက်ရှင်ပြိုင်ကစားမယ်လို့ကျွန်တော်အနေနဲ့တော့သုံးသပ်မိတယ်ကဲဆိုတော့2 သင်းလုံးကတော့ဒါရမှတ်တွေစုဆောင်းဖို့လို့နေရီယယ်ဆိုပို့ဆိုးပဲဗျာဒီနှစ်ပွဲကိုသူ့အနေနဲ့ဒါလုံးဝအာရုံစိုက်ပြီးတော့ကစားသွားမှာသူ့ရဲ့အိမ်ကွင်းမှာဘာကြောင့်လဲနောက်ထပ်ဒါချန်ပီယံလိပွဲစဉ်တစ်ပွဲကသူကလီဗာပူးနဲ့အဝေးကွင်းမှာသွားရောက်ရှင်ပြိုင်ကစားရမှာဒီပွဲမှာသူ့အနေနဲ့ရမှတ်စုဆောင်းမှုကမလွယ်ဘူးဒါကြောင့်ဒီအိမ်ကွင်းမှာဒါသူ့အနေနဲ့ဂျူဗင်တက်ကိုအနိုင်ကစားမှုလိုနေရဲ့ဂျူဗင်တက်ကတော့ဒါလာမဲ့ပွဲစဉ်ကြရင်တော့ဒါသူ့အနေနဲ့ချန်ပီယံလိကိုဒါစပိုရင်းနဲ့ပဲရှင်ပြိုင်ရမှာဖြစ်တဲ့အတွက်သူကတော့နည်းနည်းရီယယ်ထက်ဆိုင်တော့နည်းနည်းလေးတက်တာအောင်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ဒါကြောင့်ဒီနေ့ပွဲမှာဒါရီယယ်မက်ဒရစ်ကလည်းနောက်ပွဲချက်မှာဖြစ်တဲ့အတွက်ဒီနေ့ပွဲကိုသူ့အနေနဲ့အနိုင်3 မှတ်ကိုမရအောင်ဒါဆွမ်းဆောင်သွားမှာဖြစ်ပြီးတော့ဂျူဗင်တက်ကလည်းဒါရှေ့ပွဲစဉ်တွေကရမှတ်တွေဆုံးရှုံးထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာရမှတ်ကိုထပ်ပြီးတော့အဆုံးရှုံးမခံပဲအနည်းဆုံးတော့ဒါတေးတမတ်ရအောင်ကန်သွားမယ်လို့ထင်တယ်ဗျဒါကြောင့်ဒီနေ့ပွဲကတော့တော်တော်လေးအပြိုင်အဆိုင်နဲ့ကြည့်လို့ကောင်းမဲ့ပွဲလို့ကျွန်တော်အနေနဲ့ထင်တယ်ပြီးတော့ဒီနေ့ပွဲရဲ့ဒါမနက်ခင်းတဲ့ရေးလေးကိုဒါကျွန်တော်အနေနဲ့ကြည့်မယ်ဆိုရင်တော့ဒါ Real Madrid အသင်းကတစ်လုံး40ရှုံးဆိုတဲ့ဒါကြီးတော်တော်ပြင်းတဲ့ကြီးကိုပေးထားတယ်ဒါအသင်းကြီးအချင်းချင်းတွေ့တာကိုတော့စောစောကားပေးတယ်လို့တော့ဒါပြောလို့ရတယ်ပေါ့နော်ကိုပေါင်းကြီးတန်းကိုကြည့်မယ်ဆိုရင်တော့ဒါတောလုံးတရေဆိုတဲ့ကြီးတန်းမျိုးကိုပေးထားတာကိုတွေ့ရတယ်ဆိုဒီနေ့ပွဲကတော့ဒါတော်တော်လေးဂိုးများမဲ့ပွဲလို့ကျွန်တော်အနေနဲ့ခံမှန်းမိတယ်ဒီနေ့ပွဲမှာဆိုရင်တော့ဒါ Real Madrid ကပဲနိုင်သွားဖို့များတယ်ပေါ့နော်ဒီကြေးတန်းရဆိုရင်ဒါ Real Madrid နိုင်သွားဖို့များတယ် Real Madrid ကလည်းဒါနိုင်ဖို့လိုအပ်နေတဲ့အတွက်ကြောင့်ဒီနေ့ပွဲကိုတော့ဒါကျွန်တော် Real Madrid နိုင်မယ်လို့တော့ထင်တယ်ဒါပေမဲ့လွယ်လင်းတကူနိုင်မဲ့ပွဲမျိုးတော့မဟုတ်ဘူးဂျူဗင်တက်ကိုတော်တော်လေးကိုဒါအားစိုက်ကံမှပဲသူ့အနေနဲ့နိုင်ဂျူဗင်တက်ကလည်းဒါပြင်းပြင်းထန်ထန်တုံ့ပြန်ပြီးတော့ဒါကစားမှဖြစ်တဲ့တော့ဒီနေ့ပွဲလေးကတော်တော်လေးကြည့်ကောင်းမယ်ထင်တယ်ဒါကြောင့်ဒီနေ့ပွဲရဲ့ဒါပွဲချုပ်ခံမှန်းချက်လေးကိုတော့ဒါကျွန်တော် Real ကပဲအနိုင်ရလက်ဖော်ဆောင်သွားမယ်လို့ကျွန်တော်အနေနဲ့ခံမှန်းပေးလိုက်ပါတယ်ဗျဂိုးပေါက်မှာတော့ဒါကျွန်တော်အပြန်လန်သွင်းကိုမြင်ဖို့တော့ရှိရဲနှစ်သင်းလုံးဂိုးရမယ်လို့တော့ကျွန်တော်အနေနဲ့ထင်တယ်ပေါ့နော်ကျွန်တော်အမြင်ကတော့ဒါ Real Madrid ကပဲအသာစီးကစားသွားပြီးတော့3-1မဟုတ်ရင်ဒါ 4-1ဒါအဲ့လောက်တော့သွားမယ်လို့ကျွန်တော်အနေနဲ့ဒါကျွန်တော်မြင်နေပေါ့နော်ဒါညီကိုတို့မြင်ကြတော့ဘယ်လိုလဲဆိုတာဒါကွန်မန့်မှာတစ်ချက်လောက်ဒါမှန်းခဲ့ကြပါအောင်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်နောက်ရက်ဒီရရင်လည်းဒါကျွန်တော်ဒီလိုမျိုးပွဲကြိုသုံးသက်ချက်လေးတွေကိုကျွန်တော်အနေနဲ့တင်ပေးသွားမှာဖြစ်လို့ဘောလုံး AM YouTube နဲ့ TikTok အကောင့်လေးကိုဒါ like and follow လေးလုပ်ပေးထားကြဖို့ပြောချင်ပါတယ်ဗျ YouTube မှာတော့ဒါ subscribe လေးလုပ်ပေးထားပြီးတော့ဒါ TikTok မှာတော့ဒါ follow လေးလုပ်ပေးထားကြပါနောက်ရက်ဒီရရင်လည်းဒါဒီလိုပွဲကြိုသုံးသက်ချက်လေးတွေကိုဒါကျွန်တော်အနေနဲ့အမြဲတမ်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျonline ကနေဒါဘောလုံးပွဲကိုစိတ်ချလက်ချနဲ့လောင်းကျင်တဲ့ညီကိုတွေအတွက်လည်းသတင်းကောင်းလေးရှိပါတယ်ဒါကတော့ဒါကျွန်တော်တို့ဘောလုံး AM ကိုအဓိက sponsor ပေးထားတဲ့ UFA Bank ကနေပြီးတော့ဒါစိတ်ချလက်ချလောင်းလို့ရပါတယ်ငွေကြီးကိုဒါကျွန်တော်100ခိုင်တော့ကျွန်တော်ဘက်ကအာမခံမှုပေးထားပါတယ်ဗျ
ဒီတော့ဒါညီကိုတို့အနေနဲ့စိတ်ချလက်ချဒါ online ကနေပြီးတော့ဘောလုံးပွဲလောင်းလို့ရမယ် live back ကစားလို့ရမှာဖြစ်ပါတယ်ဗျကဲကြည့်ရှုပေးတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုဒါအများကြီးပဲကျေးဇူးတင်ပါတယ်ဗျကဲနောက်ရက်ဒီမှာဒါပွဲကြိုသုံးသက်ချက်လေးနဲ့တို့ညီကိုတွေပြန်ဆောင်ကြမယ်နော်အားလုံးပဲဘိုင်ဘိုင်ပါဗျာ